အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မနက်ဖြန် match လ27ရက်နေ့အကောင်းဆုံးနေတဲ့ကဏ္ဍများကိုကျွန်တော်ရွေးချယ်ထုတ်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မနက်ဖြန်အတွက်အကောင်းဆုံးနေကုန်ကီး204အကောင်းဆုံးနေကုန်ကီးရတော့204ဖြစ်ပါတယ်အကောင်းဆုံးနေကုန် break 38 break က main 5 break ကအရန်385 break ဖြစ်ပါတယ်เนาะမနက်ဖြန်အတွက်အကောင်းဆုံးနေကုန် all ချိန်ရတော့96ဖြစ်ပါတယ်เนาะနေကုန် all ချိန်ကျွန်တော်ထုတ်ထားတဲ့ key တွေနဲ့ power break ညီကိုတွေကကျွန်တော်ထုတ်တာဖြစ်နိုင်ရည်ရှိတဲ့15ခွက်တည်းရနေပြီးတော့ကျွန်တော် main ခွက်6ခွက်တစ်ခွက်ကောင်းကိုတစ်ခွက်9ခွက်ပဲယူပေးမယ်เนาะပယ်လိုက်တဲ့ခွက်တည်းမှာလည်းကိုကြိုက်တဲ့ကဏ္ဍရှိရင်ကစားနိုင်ပါတယ်เนาะမနက်ဖြန်အပိတ်နေ့ရဲ့ main ခွက်တွေကတော့24 29 2ကီးရဲ့အခွေပေါ့เนาะပြီးတော့21 60ခွန်16 96 main ခွက်ကိုကျွန်တော်6ခွက်ထုတ်ပေးထားတယ်เนาะအကောင်းဆုံးဖြစ်မဲ့6ခွက်မနက်ဖြန်အတွက်အကောင်းဆုံးတစ်ခွက်ကောင်းကတော့ကျွန်တော်အကြိုက်ဆုံးကတော့94ဖြစ်ပါတယ်เนาะ94ကတော့ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းမှာအပူးကစားခြင်းလည်းဆိုရင်တော့မနက်ဖြန်2ဘူး4ဘူးခွန်ဘူး3ခွက်ကစားလို့ရပါတယ်เนาะ2ဘူး4ဘူးခွန်ဘူးโอเคပါမနက်ဖြန်အပိတ်နေမှာကျွန်တော်ရဲ့မိသားစုတွေအားလုံးပဲအကောင်းဆုံးရွေးခွက်တွေနဲ့ကန်ဆက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်เนาะအားလုံးပဲမနက်ဖြန်နေကင်ကဏ္ဍကိုအခြေအနေကြည့်ပြီးတော့ပြန်ဆောင်ကြမယ်เนาะမနက်ဖြန်နေကုန်မှာတစ်ချိန်ထိမိမိရအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပေးပါမယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်